ယူဖို့ပဲဒီကိုတူအကျိုးတော်မှာခမရပြန်ပြီးတော့ကြောက်ကြရတယ်ဟာငါဘယ်မှာကြောက်ကြလို့လဲငါဘယ်မှာတနာယူနေလို့လဲကွာခင်ဗျာခုနကကျုပ်ခန်းထဲကိုဝင်လာပြီးတော့ခင်ဗျာရဲ့မရှင်ငယ်နဲ့ဖုန်းပြောနေတာဟဲ့ဟိုတွေရလားရှိနေတယ်ကျေရနီးကွာခမရတို့ကရိုးရိုးတည်းတည်းယူတာမဟုတ်ဘူးကျုပ်ရဲ့ပိုင်ဆိုင်တဲ့ဥစ္စာပစ္စည်းတို့သိမ့်ပိုက်ချင်နေတယ်ခမရတို့ကဥစ္စာယူနေဟေးခမရတို့ရှေ့ကကိုကကောင်းမှုဆက်ဆံမှာမဟုတ်တော့ဘူးဆက်ဆံတယ်လည်းဘာလို့ဆိုလို့လဲဗျာဒါလည်းတော့လေဟာအေးဘယ်ကမှလောင်းလေအဲ့လိုမလုပ်ပါဘူးဟိုကဥစ္စာယူနေရနေနာယူဆက်ဆံလို့တော့တေးလုံးကိုမီးလို့လိုက်သွင်းနေတယ်။မရပါတော့လားဟာ။ဟောရဟောကြ။ဟေးကျိုးဦးလေးရောဘာဖြစ်သွားလဲ။ဘာမှမဖြစ်ပါဘူး။ဒါမဲကိုယ်ကိုဝင်ပြီးသူတို့ပြင်တာနည်းနည်းလေးပဲပြေးလိုက်တာ။စိတ်ချ။နောက်ဆိုရင်ငရဲဆိုတဲ့ပြီးသူတို့ရေးရအောင်ရှိတယ်။ဆိုတော့လေဒီရင်ကခင်ဗျားရဲ့ဟုတ်ပဲ